ဒီစားတော့နေတာဘာလောက်မှာတော့နေပြင်းနေထွက်ပြီးလက်သမားလေးလောက်ပါလား သူ့ဖေကအရင်သမားတဲ့လောင်းစားတဲ့အရန်လောက်တာတဲ့သူ့မိဆိုရင်ငါတို့ရက်ကွက်တွေလာပြီးဖဲလက်လာလိုက်တာလေ ပတ်စံပဲရှာကွာပတ်စံရှိမှလူရဝင်မှာကွာဟဲ့မင်းနွယ် ဘာလို့ ငါဟိုဘက်ရောက်မှာငါကောင်နေနဲ့ဖဲသွားရိုက်မလို့ငါပတ်စံနေနဲ့ချီးလာမှာ အမလေးနေကငါ့ကိုပတ်စံချီးပါအောင်လို့ပြောရနေကဘဲစောက်တယ်မနဲ့ပြန်ငါ့ကိုပတ်ထားလို့တော့ပြောစမ်းမအောင်နင်းလိုချင်နင့်မရေငယ်မစီသွားတောင်းလေလေ မင်းကတော့ဘာထူးလဲဖဲရိုက်ကလည်းဖဲရိုက်နေဟာမအများ အဲ့ဘာဖြစ်တော့ မင်းဖဲရိုက်တော့ရောမင်းလင်ငယ်မင်းထောက်ပံ့တာလားဟမ်မင်းတော့ငါတီလေးကိုအဲ့လိုမပြောနဲ့နော်အေးတော့ကမင်းငါတီနဲ့အရက်ကိုပြောလို့ရတော့မင်းဖေးရီလာမှတ်တာ အမလေးလောက်လိုက်စမ်းမအရက်နဲ့မရေငယ်မအောင်ထိရမရတဲ့အကောင်ရက် ဟောမလည်း 你老搞， ဟာဖေးနေမိရလဲစူညံနေရပဲဗျာတဆောင်းပဲနီးနေကြီးဗျာနည်းနည်းလောက်တိတ်နေပေးလို့မရဘူးလားအမြဲတမ်းရံဖြစ်နေရကြီးပဲ 你少搞点牛，啊兄弟， ဟဲ့ရောက်မင်းငါ့ကိုဘာလာပြောနေတာမင်းကငါတို့ကမွေးထားတာနော်ငါမွေးတဲ့နောက်ကငါ့ကိုလာမစော်ကနဲ့မဖေးသွားမယ် 你干嘛？你ဒီစားဘာရေးကြည့်နေလို့ဟဲ့ငါဖဲရတဲ့ကိစ္စတော့ရေးကြည့်နေလို့လားပြောစမ်းမအောင်ငါဖဲလို့နိုင်တာမှနင်းပတ်စံမျိုးစော့အောင်မေ အေး ကိုလေလောက် နောက်ကမင်းဝင်ပြောရင်မပြေးပြီနော်အေးမင်းဘာလို့လုပ်တာအာယုံလာစားရဟာလာလုပ်တာဟမ်ဟဲ့အောင်ပတ်စံပဲရှာကွာပတ်စံရှိမှလူရဝင်မှာကွာဟဲ့အောင်နော်အချိန်ကအမိဒါကြီးလောက်နေတယ်ဟဲ့အောင် အေးနင့်ဖေပြောတာငါဒါတော့လက်ခံတယ်နော်ဒီစားတော့နေတာဘာလောက်မှာတော့နေပြင်းနေထွက်ပြီးလက်သမားလေးလောက်ပါလားလက်သမားလို့ရှိရင်နင်းပတ်စံရအောင်မယ်လေငါလည်းလည်းစင်ပြေပေါ့ဒီဘာမှမဟုတ်တဲ့လောက်နေတာပဲ နော်မင်းမေပြောသလိုပဲအပြည့်ထွက်ပြီးလက်သမားပဲလုပ်ကြားလားအာယုံတော့တယ်ကွာငါဖဲပဲသွားရတော့မယ် နေအောင်ကြောက်တဲ့ဖမ်းဝိုင်းလိုက်ခဲ့အောင်မယ်ဒီဆိုင်ကလူဆုံးနေလောက်ပြီငါပြောမယ်နော်ညနေစားဖို့တထမင်းချက်တာကြားလားဒီနေ့မှထုံးနေလိုက် လာတော့မယ် နေဒါလေးကဘယ်လောက်လဲ တစ်ထောင်ပါ ဟောတစ်ထောင် ဟဲ့ကြည့်ပါအောင်အဲ့ဒါရွာတွေကဥကောင်းနဲ့ဒေါ်နဲ့သားမလားဒီသူ့ကြောင့်တီးပြီးတော့လာသူတို့မိသားစုကြောင့်တည့်ရလေသူတို့မိသားစုကရွာထဲမှာနာမည်ကြီးတယ်ဟဲ့ပြီးကြလေသူ့ဖေကအရင်သမားတဲ့လောင်းစားတဲ့အရန်လောက်တာတဲ့သူ့မိဆိုရင်ငါတို့ရက်ကွက်တွေလာပြီးဖဲလက်လာလိုက်တာလေနင်မသိသေးရရှိသေးတယ်သူ့ဖေကရွာထဲကမင်းမပြက်ကြီးတယောက်နဲ့ဖောက်ပြန်နေရလေငါခုနေ့ကရွာထက်ကိုတောင်းတော့တွေ့လိုက်တယ်သူ့ဖေနဲ့အမင်းမပြက်ကြီးနေရလေရွာထဲမှာပလူပလက်ကြီးလုံနေတာဟုတ်လားငါတော့ရှက်တယ်တော့သူရှက်ဘူးလားတော့မသိပါဘူးသိကြတယ်သူလည်းသူ့ဖေလိုမျိုးလောင်းကစားသမားဖြစ်မှာပြီးကြတော့မိမတွေမျိုးမျိုးနဲ့ဖောက်ပြန်နေမှာပဲလေသူလည်းနင်အဲ့လိုကောင်မျိုးဝေးရှောင်သိလားမဟုတ်ရင်ဘွားပြက်လိမ့်မယ်စိုက်ပါလို့ကောင်ဟဲ့ကြားတော့ပါမလားကြားချင်ကြားမကြားချင်နေထထတို့ကတော့အမှန်တရားဘက်ကပြောရတဲ့အတွက်ကြားရင်ကြားမကြားရင်ဂိမ်းမဆိုင်ပါအောင်အနိတာဘယ်လောက်လဲ我平常个来别多便米，这起码别俺不乱嘛喽，分也罢 ဟဲ့ 嘞。 လေမဖြစ်တာလေ 怕那别多路， ဟောဖက်ပြတ်သွားလား 嗯， ဒါဆိုရင်အခုပဲဆင်းစီတော့လာလေညီမလေး 想嘛嘞，你也养过嘞，我别洗澡来吧， ဟော 咱 စား 们 ပါ 过 လေ 来。 ကိုကဆင်းသားတော့ဒါကြီးလုံနေနေငါညီမလေးကြည့်ရတာပတ်စံရှိရဲ့ထဲရနေတူတယ်ဒီလမ်းပေါ်ရှောက်နေမှာမဟုတ်ဘူးမှုရင်တွေ့ချင်ဥနေလိမ့်မယ်နော် 俺那便宜， ရှာပါလေညီမလေးဒါနဲ့ညီမလေးကိုဒီရက်ခွက်ထဲမှာမမြင်ဘူးနော် 好嘞，你妈嘞啊，地有水了，没家的有哩，哟，你妈嘞地上空嘛变啦， ဟောအဲ့လိုလား 啊是 ဒါ，ဆိုအခုပဲစီးသွားနော်ဘာမှအာမနာနဲ့ဒီလား 好， စင်ပြေမပြတ်ပြီညီမလေးကန်ရမှာရုံနေဆိုလေရတယ်ဖက်နဲ့ကိုနှုတ်မလိုက် 你家俺嘞贵，我过来呀地天嘛啦，你买哪边来没哩？ ဟုတ်တယ်ညီမလေး 多了么呢？ အဲ့ညီမဖြည်းဖြည်းတော့ညီမ 好好。 ဇော်လာ12ရက်နေ့နေစပြီးဇော်လာ21ရက်နေ့ထိမိုးရသည့်ချိန်နဲ့ဆိုသည့်စီစဉ်ကြီးကို10ရက်တိုင်နိုင်ပြုလုပ်ပေးထားပါတယ်ရှင် စိတ်နဲ့ကြောက်တဲ့များလို့ကိုတမ်းပါဆယ်ရှော့စီရရှိမယ်အပြင်အယောင်5%ရသက်ပံ40တော့ရရှိမှာဖြစ်ပါတယ်ခင်ဗျာ ဟေးဒါတွေမကသေးဘူးနော်ဒီလိုမိုးကလလလေးတွေလက်ဆောင်ပေးတော့မှမလို့အမြန်ဆုံးလာအောင်အားပေးဖို့ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျ